ဝမ်းနေခြင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုးထိန်တင်းကျေးရွာကစာတင်ကျောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝမ်းနေခြင်းထိတ်မှတ်ဖြစ်လမ်းတော်ကိုတိုင်တဝက်လွှင့်ထူတာပါတိုင်တဝက်လွှင့်ထူပေးနေတာကတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲဆယ်ရေးလုံရင်းကမှကျမတို့ဒီအလံတိုင်ထိတ်ရောက်နေတဲ့အတွက်ဝမ်းနေခြင်းအထိတ်မှတ်နဲ့ဒီဟာကိုလွှင့်ထူနေတာဖြစ်ပါတယ်ရှင်R1 equal 1 meter, R2 equal to S equal to 257.25 meter. အဲ့လိုတင်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာစာတင်နဲ့ကျမတို့မှာဘာဖြစ်စီဟောကြလာတဲ့ဘုံစံဟိုဘက်မှာတွေးခွက်အပေါ်ကအမိုးကိုလည်းကြည့်လိုက်ဘလို့စုပ်ပြတ်တတ်သွားတယ်ဒီထဲထဲမှာရှိတဲ့ခုံတွေကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုန်းမှာစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်တယ်ဒီမှာမှန်လိုက်တယ်သွေးစီချောင်းတက်ရှောင်းတယ်ဒီနားမှာကလေးခရိုင်နဲ့ကလေးလေးရသွားလို့ဟောဒီမှာလည်းကြည့်ဦးအပေါက်ဟိုဘက်အခန်းကဖြစ်ပြီးဆုံးရှုံးမှုပို့ပြီးတော့များဗလာစာအုပ်ကလေးတွေပုံနှိပ်စာအုပ်လေးတွေတတ္တမရန်တင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသေးခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းလေးကျမနောက်တစ်ခန်းကိုတူးသွားကြည့်ဒီမှာလဲတွေးခွက်ပါထိခိုက်ဒဏ်ရာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလည်းအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ကသားတို့သတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေတာပါနားလို့အော်ချက်လာလို့ဖြစ်နေတာအော်သားတို့တန်းနေရရောတည်သွားတဲ့လူရှိလားရှိတာတရားရှိတယ်ဘယ်နားမှာထိုင်တာတော့ तू อ่ะရှေ့တန်းခုံမှာရှေ့တန်းခုံမှာထိုင်တာမိန်းကလေးလားယောက်ျားလေးလားယောက်ျားလေးတည်သွားတာဩ तू อ่ะရှေ့ဆုံးမှာထိုင်တာပေါ့နော်တည်သွားတဲ့သားတို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲဆက်ခုံလောက်တော့ရှိဆက်ခုလောက်တော့ရှိမနာမည်ကဘယ်လိုခေါ်ရဲလဲအမဲမျက်နှိုးမောင်မျက်နှိုးမောင်ဟုတ်တယ်နော်အန်တီလဲတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလက်မိုးကအောက်ကိုပြကျတာပါအခုဒီနားလေးမှာဒါမျက်နှိုးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာသွေးတွေပါဒီအောက်ကသွေးတွေနဲ့အရှိမဒီမှာအတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကျတာပါလက်နဲ့ကြီးအစကစင်ပြီးတော့မှဒီကိုကျတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှဟောဒီမှာအကြောင်းသားတယောက်ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြက်နိုးမောင်ပါဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်12ရက်2025စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုးထိန်တွင်းကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းအနေတိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေပါဟောဒီမှာအိုး9ဦးနဲ့ဒီနေရာမှာ9ဦးမြုပ်နှံထားပါတယ်ဒီဘက်ကအိုးလေး2ဦးနဲ့2ဦးမြုပ်နှံထားပါတယ်ဟိုဘက်ကအိုးလေး3ဦးနဲ့3ယောက်မြုပ်နှံထားပါတယ်ဒါကကျောင်းသားကျောင်းသူဒီဘက်ရွာက17ယောက်ကွယ်လွန်တာပါကွယ်လွန်တဲ့အထဲထဲမှာဆရာမ1ယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာကျောင်းကဆရာမလေး2ဦး
ပါဝင်ပါတယ်ရှင်စုစုပေါင်း22ဦးကွယ်လွန်တဲ့အနက်ကဒီဘက်ရွာက12ဦးကိုမြုပ်နှံထားတာဖြစ်ပါတယ်ရှင်တော်ကြီးကန်းကစကိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကိုဖေးမဖို့ဒီနေရာကိုရောက်နေတာအဲ့ဒီလေကြောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာတရင်ကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှဖြစ်ပွားတဲ့နေရာကိုတွားခဲ့တာပါလူမဆန်တဲ့မြင်ကွင်းစိတ်ထိခိုက်စရာမြင်ကွင်းရက်ဆက်ကြမ်းကြုတ်မှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်နေပေါ့လူမျိုးတုံးတပ်ဖြတ်တဲ့အကြမ်းဖက်ရာဇဝတ်မှုရဲ့တပ်သေးကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစိတ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်